နေ့မှာတော့ဟန်ဒီကရင်ကြေးကြေးပြုတ်လို့ရန်တောင်းပန်ပုံနဲ့ရင်ကြေးကြေးမပြုတ်လို့ရန်တောင်းပန်ပုံဒီနှမျိုးကို share လုပ်ပေးသွားမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ကိုတို့တွေကဒီစာကြောင်းလေးတွေကိုတည်ထောင်မယ်ဆိုလို့ရှိရင်ကိုကတက်ဖက်လူတို့ဘလို့မျိုးရင်ကြေးကြေးလေးနဲ့ပြုတ်လို့ဖို့အတွက်တောင်းဆိုရမလဲရင်ကြေးကြေးနဲ့မပြုတ်လို့ဖို့ဘလို့တောင်းဆိုရမလဲဒီနှမျိုးကိုသိရှိသွားမှာဖြစ်ပါတယ်။ကိုကိုပြသိရှိသွားအောင်ဟန်ဒီကဒီနေရာမှာစကားပြောရတဲ့အခါမှာလည်းလွယ်ကူအောင်လို့ပတ်တန်လေးတွေနဲ့ share လုပ်သွားပါမယ်။ရင်ချင်းွယ်ပြုတ်လို့ကိုတောင်းပန်ပုံကိုပတ်တန်တစ်ခုရင်ချင်းမပြုတ်လို့ရန်တောင်းပန်ပုံကိုပတ်တန်တစ်ခုအလုံးပေါင်းပတ်တန်နှစ်ခုကို example 9ကြောင်းစီနဲ့ share လုပ်သွားမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဟန်ဒီတို့ကပထမဆုံးနံပါတ်1တစ်ကြောင်းအနေနဲ့ကကျတော့ရင်ချင်းပြုတ်လို့ကိုတောင်းပန်ပုံရင်ချင်းပြုတ်လို့ကိုတောင်းပန်ပုံဆိုလို့ရှိရင်ဟန်ဒီတို့ကplease black back ဒီပတ်တန်ကိုအသုံးပြုလို့ရတယ် please black buff မှာဆိုလို့ရှိရင်ပတ်ဝန်းပေါ့နော်ပတ်ဝန်းကိုအသုံးပြုရမှာဖြစ်တယ်ဒါကကြတော့ရင်ကြေးပြုလို့ကိုတောင်းပန်တဲ့ပုံစံဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်ဒီလိုကဒီစာကြောင်းတွေကိုexample 5ကြောင်းနဲ့ရှင်းပြပေးမယ်ပေါ့နော်ဆိုတော့ negative example တစ်ကြောင်းနဲ့ကကြတော့ please pay attention ကျေးဇူးပြု၍နားထောင်ပေးပါနားဆင်ပေးပါဒီလိုမျိုးပြောတာဖြစ်တယ် please pay attention ကျေးဇူးပြု၍နားထောင်ပေးပါနားဆင်ပေးပါ please pay attention ကျေးဇူးပြု၍နားထောင်ပေးပါနားဆင်ပေးပါဒီလိုမျိုးပြောတာဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင် please ပြီးတော့ please black ဘာဖြစ်တဲ့အတွက် please နောက်မှာ buff 1လာတာဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်အဲ့ဒီကနောက်မှာကိုရိုတွေပြောရှင်တဲ့ buff တွေကိုစားလို့ပြီးတော့အများကြီးပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီက please ရဲ့နောက်မှာ buff ကိုလိုက်ပြီးတော့မှကိုပြောရှင်တဲ့စကားလုံးတွေကိုလူရကိုပြောနိုင်အောင်အဲ့ဒီကစကားလုံးအများကြီးပြောလို့ရတယ်ပေါ့နော်ဆိုတော့ please pay attention ကျေးဇူးပြုနားထောင်ပေးပါဒီလိုမျိုးပြောတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ please help me ကျေးဇူးပြုကျွန်တော်ကိုကူညီပေးပါ please help me ကျေးဇူးပြုကျွန်တော်ကိုကူညီပေးပါ please help me ကျေးဇူးပြုကျွန်တော်ကိုကူညီပေးပါနောက်တစ်ခုကကျတော့ please hold stay ကျေးဇူးပြုငြိမ်လေးထိုင်ပေးပါ please hold stay ကျေးဇူးပြုငြိမ်လေးထိုင်ပေးပါ please hold stay ကျေးဇူးပြုငြိမ်လေးထိုင်ပေးပါဒီလိုမျိုးပြောတာငြိမ်လေးနေပေးပါပေါ့နော်ငြိမ်လေးနေပေးဖို့တောင်းဆိုတာဖြစ်ပါတယ် sorry ပါထိုင်ခိုင်းတာမဟုတ်ဘူးနေခိုင်းတာပါဆိုတော့ please hold stay ကျေးဇူးပြုငြိမ်လေးနေပေးပါဒီလိုမျိုးပြောတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ please speak English in the classကျေးဇူးပြုအတန်းထဲမှာအင်္ဂလိပ်စကားပဲပြောပေးပါ please speak English in the class ကျေးဇူးပြုအတန်းထဲမှာအင်္ဂလိပ်စကားပဲပြောပေးပါ please speak English in the class အဲ့လိုမျိုးပြောလို့ရတယ်ဒီနေရာမှာဒီစာကြောင်းတွေမှာဆိုလို့ရှိရင် please ရဲ့နောက်မှာ buff 1လိုက်ပြီးတော့ပြောခဲ့တဲ့စကားလုံးတွေကြီးပဲဆိုတာကိုသတိထားသိချင်ပါတယ်ကဲကိုရောကတလုံးမျိုးတစ်ဖက်လူကိုလောဖို့လို့ရန်ပြောချင်တဲ့စကားလုံးတွေရှိတယ်ဆိုလို့ရှိရင်ရင်ကြီးပြောဖို့အတွက်တစ်ဖက်လူစိတ်ကျဉ်မှုရစေဖို့အတွက်ပြောချင်တယ်ဆိုရင် please black bar ဆိုတဲ့ဒီပတ်တန်ကိုအသုံးပြုပြီးတော့ပြောလို့ရပါတယ်။ကဲဒါဆိုလို့ရှိရင်နောက်တစ်ခုကကျတော့ please look after your parents ကျေးဇူးပြုမိဘတွေကိုကြည့်ရှုဆောင်ရှောက်ပေးပါကျေးဇူးပြုမိဘတွေကိုကြည့်ရှုဆောင်ရှောက်ပေးပါဒီလိုမျိုးပြောတာဖြစ်ပါတယ် please look after your parent ဒီလိုမျိုးပြောလို့ရပါတယ် okay ဒါဆိုလို့ရှိရင်ဒီစာကြောင်းတွေကကျတော့ please black but ရင်ကြီးလုပ်ဖို့လို့ရန်တောင်းဆိုပုံတွေကိုပြောတဲ့အခါမှာအသုံးပြုတဲ့စကားလုံးတွေပဲဖြစ်ပါတယ်နောက်ထပ်ပတ်တန်တစ်ခုကကျတော့ please don't black bus ရင်ကြီးနဲ့မလုပ်ရန်တောင်းဆိုတဲ့နေရာမျိုးတွေမှာအသုံးပြုတာဖြစ်ပါတယ်။ရင်ကြီးနဲ့ကျေးဇူးပြုအဲ့ဒါလေးကိုမလုပ်လိုက်ပါနဲ့လား။ကျေးဇူးပြုပြီးတော့အဲ့ဒီကိုမသွားပါနဲ့ဒီလိုမျိုးပြောတဲ့စကားလုံးပုံစံမျိုးဖြစ်တယ်ပေါ့နော်။ဆိုတော့ဟန်ဒီတို့ကဒီစကားလုံးတွေကိုလည်းဟန်ဒီက example 5ကြောင်းအနေနဲ့ရှင်းပြပါမယ်။ပထမဆုံးနံပါတ်1တစ်ကြောင်းကကျတော့ please don't depart ကျေးဇူးပြုပြီးတော့ထွက်မသွားပါနဲ့ please don't depart ကျေးဇူးပြုပြီးတော့ထွက်မသွားပါနဲ့ please don't depart ကျေးဇူးပြုပြီးတော့ထွက်မသွားပါနဲ့ဒီလိုမျိုးပြောတာဖြစ်ပါတယ်။နောက်တစ်ကြောင်းကကျတော့ please don't be sad please don't be sad ကျေးဇူးပြုပြီးတော့ဝမ်းမနေပါနဲ့ please don't be sad ကျေးဇူးပြုပြီးတော့ဝမ်းမနေပါနဲ့ please don't be sad ကျေးဇူးပြုပြီးတော့ဝမ်းမနေပါနဲ့ဒီလိုမျိုးပြောတာဖြစ်တယ်။နောက်ထပ်စာကြောင်းတစ်ကြောင်းကကျတော့ please don't cheat me ကျေးဇူးပြုပြီးကျွန်တော်ကိုမလိမ်စားပါနဲ့ please don't cheat me ကျေးဇူးပြုပြီးတော့ကျွန်တော်ကိုမလိမ်စားပါနဲ့ဒီစကားလုံးကကျတော့ဘယ်လိုနေရာမျိုးတွေမှာအသုံးပြုလဲဆိုလို့ရှိရင်ဥပမာသမီးစား2ယောက်ပဲဖြစ်ဖြစ်အိမ်
အိမ်အောင်တဲ့2ယောက်ပဲဖြစ်ဖြစ်ပေါ့နော်သူတို့ဒီမှာဥပမာယောက်ျားဘက်ကပဲဖြစ်ဖြစ်မိန်းမဘက်ကပဲဖြစ်ဖြစ်အဲ့လိုမျိုးတကူကိုဖောက်ပြန်တဲ့ပုံစံမျိုးတွေမှာဒီလိုမျိုးမလေးစားပါနဲ့ဆိုပြီးတော့တောင်းဆိုတဲ့အခါမျိုးတွေမှာအသုံးပြတာဖြစ်ပါတယ်ဒီလိုအိမ်အောင်တွေပဲဖြစ်ဖြစ်သမီးစားတွေပဲဖြစ်ဖြစ်ဒီလိုမျိုးနေရာမျိုးတွေမှာ please don't cheat me ကျေးဇူးပြုပြီးတော့ငါ့ကိုမလေးစားပါနဲ့ဒီလိုမျိုးအသုံးပြုကြတယ်ပေါ့နောက်ထပ်စာကြောင်းတစ်ကြောင်းကကျတော့ please don't make a noise ကျေးဇူးပြုပြီးတော့မဆူပါနဲ့ please don't make a noise ကျေးဇူးပြုပြီးတော့မဆူပါနဲ့ please don't make a noise please don't make a noise ကျေးဇူးပြုပြီးတော့မဆူပါနဲ့ဒီလိုမျိုးပြောတာဖြစ်ပါတယ်နောက်ထပ်စာကြောင်းတစ်ကြောင်းကကျတော့ please don't mock me ကျေးဇူးပြုပြီးတော့ကိုယ့်ကိုမလောင်ပါနဲ့ please don't mock me ကျေးဇူးပြုပြီးတော့ကိုယ့်ကိုမလောင်ပါနဲ့ဒီလိုမျိုးပြောတာဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်ဒီနေ့မှာ Honey ကဒီကြေလို့ဖို့လို့ရတောင်းဆိုပုံနဲ့ကြေမလို့ဖို့မလို့ရတောင်းဆိုပုံဆိုရဲဒီစကားလုံးတွေကို example အနေနဲ့ရောပတ်တန်အနေနဲ့ပါကိုပြောချင်တဲ့စကားလုံးတွေကိုအများကြီးကိုပြောလို့ရအောင် Honey ကနေပြီးတော့share လုပ်ပေးသွားတာပဲဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ဒီစာကြောင်းလေးတွေကကိုတို့တွေနေ့စဉ်ဘဝအသုံးပြုတဲ့နေရာမှာအများကြီးကိုမှအထောက်အကူပြုပါတယ်ကိုတို့တွေနေ့စဉ်နဲ့အများစကားပြောတဲ့အခါမှာကိုမစွမ်းနိုင်တဲ့အရာတွေကိုတစ်ဖက်လူကိုပြောတဲ့အခါမျိုးတွေမှာဆိုကိုယ့်ဘက်ကိုပေါအောင်ပြောချင်တဲ့အခါမျိုးတွေမှာဆိုဒီလိုမျိုး please ဆိုပြီးတော့ခံပြီးတော့ပြောပေးပါတော့အင်္ဂလိပ်လိုပြောရဆိုလို့ရှိရင်ဒီလိုမျိုးပြောပေးခြင်းအပြင်ကိုတို့တွေရဲ့ communication skill ကလည်းကောင်းလာတယ်လို့ကောင်းလာမယ်ပေါ့နော်ကောင်းလာတယ်လို့မဟုတ်ပါဘူးကောင်းကိုကောင်းလာမှာပါပြီးတော့ကိုယ့်ရဲ့ဒီလူချင်းလူခင်တွေလည်းအများကြီးရလာပါလိမ့်မယ်။ခိုင်ဒါဆိုလို့ရှိရင် Honey ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အားလုံးပဲ see you in the next video ပဲ Honey နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်။